တို့ကျောင်းဆရာရုပ်ကလည်းကွာမိသေးဖုတ်တဲ့လူကိုမိုးကျုပ်ပြစ်ထားတဲ့ရုပ်နဲ့ No အားစတာပါမိုးဘောကြလာရုပ်လို့ဆိုတာဆရာကထိုင်လားဆရာ ဆက်ထိုင်လေးဆရာဟုတ် ထိုင်လားထိုင်အေးလို့ဘောဘာလောက်တာမလို့ ဦးလေးကိုနဲ့စူးရတယ်ဆိုလို့ဟောဒါနဲ့စူးရတာ9ရက်နေတည်းကဦးလေးဒီဝစားမချွတ်သေးဘူးလား ဘုရားနာမဟုတ်ဘူးဒီမြန်မာနိုင်ငံဟာသာအသီးရောပြေးတဲ့စုလောက်ကိုလာမပြောနဲ့နော်ကမ္ဘာအကောင်းဆုံးဟာသာစုတဲ့လားစัจ java လာစုလောက်ရထားတာစုတစ်စိတ်ဒီချိတ်ထားတာများလုံးဝကြီးလို့ထားရညာမကြီးလို့ချိတ်ထားတာကွာဟုတ်ဟုတ် အဆောက်တွေကဘာပါလဲသိကြလို့ကျွန်တော်တို့လာတာ ဩမြို့ဆရာကသိကျင်ပါလား ဆရာလည်းသိကြလို့တဲ့ဒီကလုံးကလည်းသိကြနေပြီတဲ့ ပြောချင်နေတာငါအဲ့စုရတဲ့အကြောင်းရင်းငါပြောချင်တာကြာပြီအေးစုရတာဒီလိုကွာငါတို့တကောတစ်တော့သွားဆိုတော့2 million 3 million ရတဲ့အကောင့်ထဲမှာအဲ့တင်ညာကုန်းမှာသွားဆိုတဲ့အကောင့်အေးအဲ့ဒါပေါ့မဖက်ဝါနဲ့ငါတွေက friend တစ်တော့မှာ ဝါဟုတ်လို့လား ဟုတ်ပါတယ်ဒီနဲ့ငါမကားတွေလိုက်ငါသူ့ရှိကပို့တာပေါ့ကွာသူ့ရှိကငါယူရတာသူ့ရှိကငါကြည့်ရတာအမေတာမေနာတို့ဘာလို့ तू ပို့တာပေါ့ ဟုတ် အဲ့ လို့ အဲ့ လား မှာတနေ့ငါတင်ညာကုန်းကိုသွားနေတယ်မဖက်ဝါငါ့ကိုတွေ့တာဟုတ်တယ်တစ်တော့လာလာဆော့တယ်အကူလာတယ်ဟာဟုတ်ကဲ့အဲ့ဒါငါလည်းဘလူးကားမသိဘူးခါချွတ်ချွတ်နဲ့ကောင်းမှန်းလို့ဆိုပြီးတော့ပြောကျမလည်းမဖက်ဝါပါတယ် အာ မဖက်ဝါဆိုဟဲ့ဘာဖြစ်လို့လဲပေါ့အဲ့ကျွန်တော်ဘာဖြစ်လို့ကိုရင်ကိုပြရတယ်ဒီလိုတဲ့ကျမလည်းနတ်သမီးအစီအဝေးကိုခဏခဏသွားတယ်သွားတဲ့အချိန်မှာတဲ့အဲ့ရှော့ပြရွာထိပ်ကညောင်မင်းကရုပ်ကစိုးကသူ့ကိုလိုက်လိုက်တောက်ရှက်နေတယ်ကွာ ဟုတ်လို့လား အိုးအိုးအဲ့ဒါနဲ့ပဲအဲ့ရုပ်ကစိုးကိုတဲ့သူ့ကိုမနှောက်ရှက်အောင်ရှင်းပေးပါလေအဲ့ဒါဆိုရင်လည်းအကိုတက်တော့သွားပြန်လို့ဆိုပြီးတယ်တက်တော့ပြန်အဲ့ဆောက်ကျမပေးမယ်တဲ့ကျမတို့နတ်သမီးအစီအဝေးကနတ်တွေကိုဟာသားပြုတဲ့နတ်သမီးဟာသားစာအုပ်အဲ့ဆောက်သွားရရင်အကိုပထမစုရမှာကျင်းနေတယ်ဆိုပြီးငါ့ကိုပြောတယ်ကွာဟိုတကယ်ပေါ့အဆက်မယုံဘူးလား ယုံ 啊，这个， အဲ့ယူဆိုอ่ะ 俺那边表白讲嘿，你快点，哎，有个走的，我们没鸟没小边有这个鸟没有个走，白呀，那啥那树呀么是不？马开话就闹些这个么？俺那边俺白呀，那有个走，俺对了那个哎妈那个这不人有啊， ဟာ 有个有个走些不用唱了，俺们，而且嘛没有个走没鸟没样嘛，哎，那这个烧饼，俺们哎你那呀，咱那要哎这不人就来比了比了，对啦。 ဟာ အဲ့ဒီတဘိုးကြီးကိုကိုင်းလဲပြီးလဲပြီးအဲ့ရုပ်ကလေးအဲ့နေတာဘယ်ရမလဲငါလိုက်ဆိုရုပ်ကလေးငါတို့ဆိုမယ်အဖေမတက်ပြေးတယ်ဟောကြီးတက်ပြေးဆိုဘယ်ရလဲငါခေါင်းကြိုက်ပြီးတော့အတင်းတက်လိုက်လိုက်လဲပြီးလဲပြီးတော့မင်းကလည်းအဲ့တဘိုးချင်းနဲ့အဲ့ချောပါရွာထိတ်ညောင်မင်းကအဲ့ရုပ်ကလေးမင်းအဲ့ညောင်မင်းဘောနဲ့တက်ရဲ့နှစ်ချက်လိုက်တယ်ရုပ်ကလေးပြုတ်ကြ ဟာ ပြုတ်ကြတယ်ရုပ်ကလေးသေရောဟောကောင် ဟေး သေလဲသေရောအဲ့ဒါနဲ့အဲ့ အဲ့ယူဆိုမရပါ ငါလည်းမှုပါပြီးတော့အဲ့ဒါနဲ့မဖေးဝါလည်းမှုပါမယ်မဖြစ်ဘူးဆိုတော့ငါတိုးတိတ်သွားမဖေးဝါကိုတိုင်းအဲ့ရုပ်ကလေးပြင်နိုင်ခဲ့တဲ့ ဟဲ့ ပနဲ့တယ်ပနဲ့ထမ်းတယ်ပြောမတင်ုံနဲ့သွားလဲပြီးလဲပြီးရောမဖောက်ပါလဲအကူကြည့်စီဒီမှာကျမနတ်သမီးစီဝေးရောက်ရင်ကျမတို့တခုဖြစ်ပါလိမ့်မယ်မပူနဲ့အဲ့နဲ့အယုတ်ကလေးသားအောင်အဲ့မှာညာတွင်းကြီးချုပ်ခုတ်ပြတ်ပြီးပြီးတော့ကြော်စားပဲတဲ့ဟဲ့ကောင်မင်းကလေကျိုးစိုးသားဘိုးဘပါကြီးကွာ ဘလို့ ကျိုးစိုးသားကြီးစားတယ်ဘိုးဘပါကြီးတယ်အာမင်းအစီ ဒီ တော် လို ရောက်မှာ ကဘိုးတော်ပဲကြီးလား မစားလို့မကောင်းဘူးအဲ့ဒါနဲ့ပဲငါ့ကိုမဖဲဝါစောင်းပေးလိုက်တဲ့ဟဲ့ကောင်ဟေးအဲ့တော့ပြန်ဖို့အဲ့စောင်းပွဲရာလေးတာတော့အဲ့စောင်းထဲကအကြောင်းအရာကိုပြီးရင်ငါရှင်းပြတဲ့လောလောဆယ်ငါမင်းတို့ဆရာမင်းတို့အဲ့ဒါစောင်းလက်ဖက်တုပ်ပြီးပါတခုစီစဉ်နေအောင်နော်ခဏလေးထိုင်နော်ပြန်လာမယ်ခဏလေးထိုင် ရုပ်ကစိုးသားဘိုးတော်ပါလေကြီးဟာ